ရောက်နေပါတယ်တော့လေးရောက်နေပါတယ်ဒီမှာကြည့်ပါအောင်ရှင်ပိတ်ချင်းပင်ကိုကြည့်ပါဦးပိတ်ချင်းပင်ကိုကြည့်ပါဦးຫນွယ်တက်နေတာနော်သစ်ပင်ပေါ်မှာတောက်ချောက်အောက်ခြေကနေပြီးတော့ပိတ်ချင်းပင်တွေလည်းအများကြီးပဲပရပင်ပေါ်ຫນွယ်တက်နေပါတယ်ဒါယူကလစ်ပင်တွေနေ့တော့ရကြအလူလေးကိုလာပါခါတမားတော်ရေးစီဝက်ကသိနေအမအေးကတို့လိုက်အေးကဝင်နေပါဘူး။ထိုင်လိုက်ရမှာပဲ area ပြောလို့ရှိ။ထိုင်လိုက်ရမှာကြည့်လား။ဒီလိုနေရတယ်။လိုက်ကြတာ။တော့ဒါမြောက်တယ်လေ။မြောက်စားကိုလေး။ဟိုဒေတာ။မြောက်စားကိုလေးကို။မိတ်တယ်ဒေတာ။အေးဒီအဲ့ဒါတော့ဘူးလား။ပိတ်ချင်းပင်တွေတရပင်ကြီးတွေပေါ်ຫນွယ်တက်နေတာရှေ့မှာတမားတော်ရေးစီဝက်ကဆေးဥယျာဉ်လေးရှိတယ်ဒါကတမားတော်ရေးစီဝက်ကဆေးဥယျာဉ်လေးပါကင်းကမောင်းနဲ့ရှိမတဲ့အယိုးဆက်ပင်လေးအထဲထဲတော့ဝင်မရိုက်တော့အပြင်ကပဲနှမ်းကြည့်တော့မတော်တော်လေးတော့ဆုံးနေဟုတ်ပဲဒီမှာစနွင်းနဲ့နွင်းနဲ့ပင်လေးရှိတယ်ဒီမှာလည်းနင်းကားတွေအရွယ်တော့ကြားတယ်ဆန်းကောင်းလေးနဲ့ပြီးရမှာတော့ပြီးရတယ်ဒါလေးရဖေးနင်းစားဒါနားရီကန်လေးပါဒါလေးကကြားကန်လေးနဲ့ရေး